ရှိကွယ်ရွှေအိမ်သာငွေမင်းသမီးရဲ့ရင်နာစရာဖြစ်ဆိုကလေးနောက်မှာကွယ်ရာယူပြီးပြန်ပေးလိုက်ရတာရဲ့မရတိုင်းလို့ကိုယူဆပါမယ်ဘုရားချင်းချီယူတဲ့မှာဒီမှန်တို့ရှိပါတယ်အိမ်လွာတွေလေးနဲ့ပြောက်ွယ်ပြောစရာဘုံပြောက်ခဲ့ရပါတယ်ရတဲ့ပြင်းမှာတဲကွဲသွားရရဲ့ွယ်တိုင်းလို့ကိုယူဆပါမယ်ချလေတဲ့ဦးချစ်ဦးရဲ့ကျင်နာရဆုံးနှလုံးသားမှာနာချီစိတ်တို့ရှိပြီကွယ်နိုင်မြူဘူးကိုရှုံးပေးမယ်ဒီဘူးမလန်းဆက်ရှောင်းနေမယ်တောင်ကွဲခဲ့ရတာရဲ့မပေါင်းတိုင်းလို့ကိုယူဆပါမယ်တို့ရှိပြီကွယ်ရွှေအိမ်သာငွေမင်းသမီးရဲ့ရင်နာစရာဖြစ်ဆိုကလေးနောက်မှာကွယ်ရာယူပြီးပြန်ပေးလိုက်ရတာရဲ့မရတိုင်းလို့ကိုယူဆပါမယ်တို့ရှိပါတယ်အိမ်လွာတွေလေးနဲ့ပြောက်ွယ်ပြောစရာဘုံဟောပြောက်ခဲ့ရပါတယ်ပြတဲ့ပြတွင်မှာတဲကွဲသွားရရဲ့ကွဲတိုင်းလို့ကိုယူဆပါမယ်
ကြလေ